ဆရာမင်္ဂလာပါမင်္ဂလာပါ ဆရာရှူဒီနေ့2026 GPA U Department နဲ့ Women CE Department ကပြုလုပ်တဲ့ conference မှာပထမဦးဆောင်ရောက်လာတဲ့အတွက်ကြောင့်ဆရာရဲ့ခံစားချက်လေးကိုအနည်းငယ်မေးချင်ပါတယ်ဆရာဘယ်လိုခံစားတယ်လဲကောင်းသလားဘယ်လိုလဲစိတ်ညစ်သလားရမ်းပျော်သလားဆိုတာတစ်ချက်လောက်ပြောပြပါဦးဆရာ တကယ်ပျော်ပါတယ်လို့ဒီလောက်ပျော်ရွှင်မှုကိုကျွန်တော်ဘဝမှာမခံစားဘူးသေးပါဘူးလို့ကျေးဇူးတော်တို့လည်းချီးမွမ်းပါတယ် ZPA ကတာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြလိုပါတယ် ဒါဒီစိတ်နှံကာလမှာလူငယ်တွေရောတုတ်ကပတ်တော်ဆံငါမှုတွေရှိသလားတက်ကြွလန်းဆန်းမှုတွေရှိသလားဆရာအားရသလားဆိုတာလည်းတစ်ချက်လောက်ပြောပြပါဦးဆရာ ဟုတ်ကဲ့ပါကျွန်တော်တင်တန်းမှာလေလူငယ်တွေကိုကျွန်တော်သုံးသက်ကြည့်တဲ့အခါမှာတကယ်တက်ကြွရှိတယ်ပြီးတော့တင်တန်းအချိန်မှာလည်းပဲအဝင်ထမ်းမလုပ်ကြဘူးတင်တန်းမှာအာယုံဆိုင်မှုအကျန်းကောင်းတယ်ပြီးတော့တရားမှာလူငယ်တွေရှိနေတဲ့ဆိုတော့ကျွန်တော်မြင်တယ်ZPA လူငယ်တွေကိုကုန်ကြပါတယ်လို့ဆက်လက်ပြီးတော့ဖြတ်ပြီးကောင်းချင်ပေးပါစေ ဟုတ်ကဲ့ဆရာအနေနဲ့ဒီဇိုးတုံလူငယ်တွေကိုနောက်ထပ်ဘယ်လိုအားပေးခြင်းတလဲပညာရေးပန်းမှာကိုဘာသာရေးပန်းမှာကိုဘယ်လိုအားပေးခြင်းတလဲဆရာ ဒီတော့လူငယ်တွေကျွန်တော်ZPA ကလူငယ်တွေနံပါတ်1အတင်းတော်ကိုသွားကြပါမိမိအတင်းတော်ကိုချစ်ပါကျွန်တော်လူငယ်တွေဟာဆိုတာအနာဂတ်ရဲ့အတင်းတော်ခေါင်းဆောင်တွေလေချစ်တယ်ပြီးတော့ကျွန်တော်လူမျိုးတွေအတွက်ခေါင်းဆောင်ဖြစ်လာတဲ့သူတွေဖြစ်တဲ့အခါမှာခုနှစ်ချိန်မှာသမာတရားနဲ့ရှောက်ခံကြပါလို့ပူပေါင်းမှုလည်းပဲအားထုတ်ကြပါလို့တိုက်တွန်းလိုပါတယ် ဟုတ်ကဲ့ဆရာနှုတ်ဆုံးအနေနဲ့ ZPA Department အသီးသီးကရောဆရာအနေနဲ့ဘယ်လိုပြောချင်တာလဲ โอเคပါဒီတစ်ခေါက်ကျွန်တော် conference မှာ women လည်းပါတယ် youth လည်းပါတယ် CE လည်းပါတယ်ပတ်မဲ့အားလုံးရဲ့လှုပ်ရှားမှုကိုကြည့်တဲ့အခါမှာကျွန်တော်အနေနဲ့တကယ်ကိုအထူးယူဆရာတွေအများကြီးရှိတယ်ပြန်ပွဲတွေလည်းလုပ်ကြတယ်ဒီနေရာမှာအကြံပျော်ဖို့လည်းကောင်းပါတယ်ပြီးတော့ပြန်ပွဲဝင်တဲ့သူတွေအားလုံးကလည်းပဲတက်ကြွမှုရှိတယ်အဲ့ဒါကျွန်တော် department secretary တွေရဲ့ကျူစာအောက်ဆောင်မှုကြောင့်လို့ကျွန်တော်ယူဆပါပျော်လည်းပျော်တယ်နောက်မှလည်းဆက်လက်လှုပ်ဆောင်ကြပါအားလို့ ဟုတ်ကဲ့ကျေးဇူးပါဆရာ ဟုတ်ကဲ့ပါကျေးဇူးပါဆရာဟုတ်ပြီကျေးဇူးပါ